မင်္ဂလာပါရှင်အခုရောက်ရှိနေတာကတော့ရန်ကုန်တိုင်းသုံးခွမြို့နယ်ရေပေါ်ကန်ကျွေးရကပဲစိုက်ခင်းတစ်ခုပါဒီတစ်ပတ်မှာတော့ကျမတို့ AMI အဖွဲ့သားတွေကစိုက်ခင်းသီးနှံတွေကိုဖျက်ပိုးတွေမကြရအောင်ဘယ်လိုကာကွယ်ရမယ်ဘယ်လိုနှိမ်နင်းရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပဲစိုက်တောင်သူဦးကျော်လွင်ကိုမေးမြန်းတင်ဆက်ပေးထားပါတယ်ရှင်မင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါခင်ဗျအရင်ဆုံးအခုရဲ့နာမည်နဲ့ဧကဘယ်လောက်စိုက်ပြည့်ရဆိုတာလေးကိုပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ကတော့ဒီသုံးခွမြို့နယ်ရေပေါ်ကန်ကြီးရွာကတောင်သူဦးကျော်လွင်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်စိုက်တာကတော့အခုလက်ရှိကျွန်တော်လဲ9ဧကစိုက်ထားပါတယ်မှာဒီနေ့အခုရဲ့စိုက်ခင်းထဲမှာဘယ်လိုဖြတ်ဖို့မျိုးတွေကြားရောက်နေလဲရှင်ဟုတ်ကျွန်တော်ဒီနေ့ကျွန်တော်စိုက်ခင်းမှာတော့တိတ်ထူးပို့တော့တိတ်မရှိဘူးဗျကျွန်တော်တို့ပထမပိုင်းကျွန်တော်ဖလန်လေးနည်းနည်းကြားတယ်ဗျအရက်20သားလောက်မှာအရက်20လောက်မှာကြားတာကတော့ကျွန်တော်တို့တာမန်ဆေးလောက်လေးနဲ့ကျွန်တော်တို့ဟိုဖြန်းလိုက်တဲ့ခါကျတော့ပိုမရှိတော့ဘူးနော်အခုကျွန်တော်နောက်ပိုင်းအရက်45ရက်လောက်မှာကျွန်တော်လှေးစဝင်နေဗျလှေးစဝင်နေကျွန်တော်တချို့အခွက်ကတော့ကျွန်တော်မှုန်နေနေဝင်နေကျွန်တော်လှေးဝင်တဲ့ဟာကတော့ကျွန်တော်တို့ဒီကုမ္ပဏီတွေကရောင်းတဲ့ကျွန်တော်လှေးကာကွယ်ဆေးတွေတုံးလိုက်တဲ့ခါကျတော့သူကတော့ကျွန်တော်တို့ကြိုတင်ကာကွယ်လိုက်တော့ကောင်းတယ်ပေါ့နော်အဆင်ပြေသွားတယ်ဒါပေမဲ့ဒီမှုကတော့ကျွန်တော်တို့အခုလက်ရှိဟိုဘယ်လိုခေါ်မလဲတဖြည်းဖြည်းနဲ့ပေါ့နော်စစိုက်တွေကပျောက်လာလိုက်တော့အခုကျွန်တော်တို့အတီးတဲ့အချိန်ထိကျွန်တော်3 ဧကလောက်ကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ဟိုခူးတဲ့စိန်ဆိုရင်ပျောက်တော့ဖြစ်သွားနိုင်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒီဥစ္စာလဲကျွန်တော်နောက်နှစ်ဒီလိုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တီကျွမ်းတဲ့လူတွေမေ့ပြီးတော့မှကျွန်တော်ပြင်ရမှာပေါ့ဗျာအခုလောဆယ်တော့ကျွန်တော်3 ဧကလောက်တော့ကျွန်တော်နစ်နာသွားပြီပေါ့နော်ဟုတ်ကဲ့ပါကိုဖြတ်ပိုးတွေကဘယ်ချိန်မှကြာရောက်တတ်တာလဲပြီးတော့သူကတတိကိုဘယ်နှစ်ချိန်လောက်ကြာရောက်တတ်တယ်လဲရှင်ဟုတ်ကဲ့သူကဖြတ်ပိုးကတော့ဘယ်နှစ်ချိန်လောက်ကြာရောက်တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတောင်သူပေါ်တော့မူတည်တာပေါ့ဗျာနောက်ယာဒီပေါ်လည်းမူတည်တယ်လေယာဒီဥဒူးကြောင့်လည်းကျွန်တော်တို့ဖြတ်ပိုးကအမျိုးမျိုးဝင်လာနိုင်တာရှိသလိုဟိုတောင်သူရဲ့ဟလာကိုစိုက်ခင်းဧကကိုဂရုမစိုက်လို့ရှိရင်လေကျွန်တော်ဖြတ်ပိုးကဟိုအချိန်ပေါင်းများစွာဝင်နိုင်တာပေါ့နော်အဲ့တော့တချို့ကျွန်တော်တို့ကြတော့အခုကျွန်တော်တို့ဖြတ်ပိုးမဝင်ခင်ကိုကျွန်တော်တို့ကုန်ကြလဲတက်တာအောင်ကျွန်တော်တို့လေထဲကိုကျွန်တော်လှည့်ပတ်ကြည့်တယ်စင်းကြည့်တယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒါဘာပိုးရှိလို့ရှိရင်ဟလာဘယ်ဆေးလေးနဲ့နည်းနည်းလေးလောက်လေးကျွန်တော်တို့ကာကွယ်လိုက်မယ်များသောအားဖြင့်တော့ကျွန်တော်တို့ဒီတောင်သူတော်တော်များများတော့ကာကွယ်သင့်တာပေါ့နော်ပိုးကြမှဟလာဆေးဖြန်းတာနဲ့ကြိုးတင်ကာကွယ်တာဟာအကောင်းဆုံးပဲဘာယောဂပဲဖြစ်ပေါ့ကျွန်တော်တို့စိုက်တဲ့ဒီယာဒီပင်မှာပေါ့နော်ဒီပဲရီစိမ်းပေါ့ပဲရီစိမ်းလို့ပဲပြောရမှာပေါ့ပဲရီစိမ်းမှာကျွန်တော်တို့ကကြိုးတင်ကာကွယ်တဲ့နည်းနဲ့ကကျွန်တော်တို့တောင်သူတွေအကောင်းဆုံးအဆင်ပြေပါတယ်ဟုတ်ကဲ့ကိုဒီဖြတ်ပိုးဖြက်စီးခံရလို့ရှိရင်သီးနှံတွေမှာဘယ်လိုလက္ခဏာတွေပြတတ်တယ်လဲရှင်ကျွန်တော်တို့ဒီဖြတ်ပိုးလက္ခဏာကတော့ကျွန်တော်တို့ဒီငမြောင်တောင်မဖြစ်ခင်ပေါ့ဗျာကျွန်တော်တို့ဖလန်လို့ခေါ်တာပေါ့ဖလန်ကြပြီဆိုလို့ရှိရင်ကျွန်တော်တို့အခင်းတွေကိုမနေ့အစောကြီးဟလာနေမထွက်ခင်လေးကြီးလိုက်လို့ရှိရင်သူချက်စားဖို့ဖြစ်တဲ့အတွက်အဲ့ဒီပိုးထိနေတဲ့နေရာလေးတွေမှာသူကအဖြူလေးတွေရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်အခင်းမှာအကျင်းတွေပေါ့ဒါငမြောင်တောင်ကြမတော့မယ်ပေါ့ငမြောင်တောင်မဖြစ်ခင်ပေါ့နော်ဒါဖလန်ကြနေပြီပေါ့ဒါဆိုရင်ဒါကြီးရင်ငမြောင်တောင်ဖြစ်မယ်အဲ့ဆိုရင်ကျွန်တော်တို့ကဘယ်လိုကာကွယ်ရမလဲနောက်တစ်ခါကျွန်တော်လှေးကြတော့ဘယ်ချိန်မှာဖြစ်တတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့45ရက်ပေါ့နော်ရောင်တန်းလာချိန်လို့ကျွန်တော်တို့ခေါ်တာပေါ့45ရက်ကြာလို့ရှိရင်လှေးရဲ့လက္ခဏာကိုကျွန်တော်ဘယ်လိုကြည့်ရလဲဆိုရင်ပဲကင်းတွေကိုရှောက်ကြည့်လိုက်လို့ရှိရင်ထိပ်ဖူးလေးတွေမှာသူကထိပ်ကလေးတွေ6အရွယ်ဖူးလေးတွေအပွင့်ဖူးလေးတွေထိပ်လေးတွေ6ဒါဆိုရင်ကျွန်တော်တို့ကဒီထဲမှာလှေးပူးစီကွေးလေးတွေမမြင်နိုင်တဲ့ဟာလေးတွေဒါစပေါက်ပြီပေါ့နော်ကြက်တန်းလောက်ဟာလေးတွေပေါ့အဲ့ရနေမှာကျွန်တော်တို့မဖြန်းဘူးဆိုလို့ရှိရင်တော့ဒါအောင်မှတောင်သူကမသိရင်တော့ဟိုနည်းနည်းကြီးထွားမှာဆိုတော့အသီးနည်းနည်းစွန့်တာပေါ့နော်အဲ့ဒါကိုသိလို့ရှိရင်စပြီးကျွန်တော်တို့စေတက်ထက်ဝင်ရမယ်ဒါကကျွန်တော်ပင်လုံးပြန်ဆေးနဲ့ဝင်ရတယ်ပင်လုံးပြန်ဆေးနဲ့ဝင်လိုက်လို့ရှိရင်ဒီလှေသေးသေးလေးဆိုတက်လို့လည်းလွယ်တယ်ကြီးသွားပြီဆိုလို့ရှိရင်တက်လို့လည်းခက်မယ်အကုန်ကြလည်းများမယ်နောက်တစ်ခါကျွန်တော်တို့ဒီအသီးမှာလည်းသွားပြီးတော့ဟိုစွန့်တာပေါ့ဒီကနဲသွားတာပေါ့နော်အပင်အားတိတ်သွားတာပေါ့အဲ့လိုမျိုးတွေရှိတယ်ဟုတ်ကဲ့ဟုတ်ကိုမှုယောဂါရောသူကဘယ်လိုလက္ခဏာမျိုးတွေပြတတ်လဲရှင်ဟုတ်ကဲ့မှုယောဂါကတော့ကျွန်တော်တို့ဒီဘယ်လိုခေါ်မှုက2မျိုးရှိတာပေါ့နော်ကျွန်တော်တို့အရွက်ပေါ်မှာကြားတဲ့ကျွန်တော်တို့ကတော့တောခေါ်ဗျိုင်းကြီးပါတယ်လို့ပေါ့ဗျိုင်းကြီးမှုလို့ပေါ့ဒါပေမဲ့သူကဖားဥမှုပါဒီမှုကြတာကတော့ဒါကျွန်တော်တို့အတွက်တိတ်ပြီးတော့စူးစူးရွားကြီးတော့အခင်းအတွက်ပြဿနာမရှိဘူးအခုကျွန်တော်တို့လက်ရှိကျွန်တော်လေတော့ရင်ကမှကြာနေတာတော့ကျွန်တော်ပြောမှဆိုရင်အောက်ကမြေပုတ်မှုပေါ့အောက်ကနေပြီးတော့တဖြည်းဖြည်းပဲပင်တွေကသူ့ရဲ့ဘယ်လိုခေါ်မလဲမြေကြီးကြောင့်ပဲလားဘယ်လိုကြောင့်လဲတော့မသိဘူးနော်အဲ့ရနေပြီးတော့ကျွန်တော်ပဲပင်ကဝါပြီးတော့တဖြည်းဖြည်းနဲ့ရုပ်တရက်ပြုံးဆိုလည်းမသေးပါဘူးသူကတဖြည်းဖြည်းချင်းတရွက်ချင်းဝါပြီးတော့အပင်ကလည်းတက်နေတာပဲတက်ရင်ဝါရင်တက်ရင်လည်းပဲတဖြည်းဖြည်းတည်သွားတာအခုဆိုလို့ချင်းကျွန်တော်လေတော့ရင်ကအဲ့ဒီကမှုံဝင်နေတယ်ဆိုတော့ကျွန်တော်တို့ကတော့မှုလို့ပဲကောက်ချက်ချတာလी
အကုန်လုံးအပင်တွေကဝါဝတည်ပြီးအတီးတန်းလန်းနေကျွန်တော်လိုက်တည်တဲ့အတွက်ဒီလက္ခဏာတွေပြတယ်ဒါပေမဲ့လက္ခဏာကတော့ကျွန်တော်တို့အစိုးရပြတာကိုကျွန်တော်တို့ကအမှုတော့ကြားလောက်နေပြီဆိုပြီးကျွန်တော်မှုသေးတစ်ခါဖြန်းတယ်ဒါပေမဲ့ကြိုတင်ကာကွယ်ဆေးနဲ့ကျွန်တော်ဖြန်းကြည့်တယ်မနိုင်တော့ကျွန်တော်နောက်ထပ်ပြီးဖြန်းပါတယ်ဒါပေမဲ့ဘလုံးမှဘယ်လိုကောင်းမလဲမှုကပျောက်မသွားဘဲနဲ့တဖြည်းဖြည်းနဲ့အပင်ပျောက်သွားတာပေါ့နော်အပင်တည်တဲ့အထိပျောက်သွားတာပဲဟုတ်အဲ့လက္ခဏာတော့ပြတယ်ဟုတ်ကဲ့ကိုအကိုအနေနဲ့ဒီပိုးမကြခင်မှာဘယ်လိုကာကွယ်မှုမျိုးတွေလုပ်လဲကဲလို့မှကာကွယ်မှုမျိုးတွေမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ဘယ်လောက်အတိုင်းထားထိဆုံးရှုံးမှုရှိနိုင်လဲကျွန်တော်စိုက်ခင်းမှာကတော့ကျွန်တော်တို့ပိုးကိုဘယ်လိုစကာကွယ်ရလဲဆိုတော့ကျွန်တော်တို့မျိုးစိစချတွေကပြောမှာပေါ့နော်ကျွန်တော်မျိုးစိမချခင်ကျွန်တော်တို့ဒီထွန်ရက်တဲ့အချိန်မှာပဲကျွန်တော်တို့ဒီမြေတွင်းထဲမှာရှိနေတဲ့မကောင်းတဲ့ပိုးတွေတည်အောင်ဆိုပြီးတော့ကျွန်တော်တို့ဒီစေးတစ်မျိုးခံတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းကျွန်တော်တို့ကဒီမျိုးစိတွေကိုဟလာဖြတ်ပိုးမျိုးစားမှကြောက်လို့ဆိုပြီးတော့ကျွန်တော်မျိုးစိလူးနေစေးဆိုတာကျွန်တော်ဒါကမျိုးစိမချခင်ကျွန်တော်ကာကွယ်တဲ့နည်းပေါ့နော်အဲ့တော့အပင်ပေါက်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကခုနကျွန်တော်ပြောသလိုအပင်ပေါက်လာပြီဆိုလို့ရှိရင်လည်းကိုယ့်အပင်ကိုနေတိုင်းကြည့်ရမယ်အခင်းထဲကိုလည်းဖြတ်ပြီးတော့ဆင်းရမယ်ကစင်းပေါ်ကနေကြည့်လို့မရဘူးအခင်းထဲကိုဖြတ်ဆင်းမယ်ဘယ်နေရာမှာဘယ်လောက်ကြာနေသလဲဒါပေမဲ့ကိုပဲကင်းကြည့်တာလည်းအချိန်တော့လိုသေးတယ်ညနေဆောင်လေးတစ်ချိန်ရယ်ဟလာမနေ့အစောကြီးတစ်ချိန်ရယ်တော့ကျွန်တော်ကြည့်ရတယ်။ဘာကြောင့်လဲဆိုတော့ခုနနံပါတ်1ကြာနိုင်တဲ့အပင်ရယ်လို့ဖြစ်လာပြီဆိုလို့ရှိရင်ခုနချစ်စားဖို့ဆိုတဲ့ဖလန်ကအရင်ကြတာပဲ။ဒါကလည်းကျွန်တော်တို့ကကြိုတင်ကာကွယ်လိုက်လို့ရှိရင်တိတ်စူးစူးရိုးတော့မရှိဘူးပေါ့နော်။နောက်တစ်ခါခုနကျွန်တော်ပြောတဲ့အစင်မီတစ်စင်မီကြာလာတဲ့ပိုးတွေကိုကြိုတင်ကာကွယ်မယ်ဆိုရင်တော့ကျွန်တော်တို့တွေဒီအသီးနှံအထွက်တို့ကတော့မဆုတ်နိုင်ဘူးနော်။အဲ့ဒါအောင်မှကျွန်တော်တို့ကသတိလက်လွတ်နေပြီးတော့ခုနဖြတ်ပိုးတွေခုနအောက်ကမြေတွင်းပိုးတွေမှုပိုးတွေဒါတွေကိုမှကျွန်တော်တို့ကြိုးတင်မကာကွယ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့တော့ကတော့ဘယ်လိုခေါ်မလဲအထွက်လဲရော့မယ်ကျွန်တော်ဖြစ်မှကုမယ်ဆိုလို့ရှိရင်ကုန်ကြစိတ်လဲပူများမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီယာစီတစ်ခုလုံးကိုဟလာပဲခုစွတ်ချိန်အထိကျွန်တော်တို့ကတောင်ယာတဲ့ကိုနေတိုင်းကျွန်တော်တို့ဆင်းနေပိုးရှိမရှိယောဂရှိမရှိကိုကြိုးတင်ကျွန်တော်တို့လေ့လာတယ်ပေါ့နော်လေ့လာပြီးတော့မှကျွန်တော်တို့သုံးလိုက်တဲ့စီးတွေကိုကျွန်တော်တို့ကြိုးတင်ကာကွယ်နည်းနဲ့ပဲကျွန်တော်သုံးတယ်ဟုတ်ကဲ့ဒီဖြတ်ပိုးကိုနှိမ်နှင်းတဲ့အခါမှာဘယ်လိုဆေးဝါးတွေကိုသုံးပြီးနှိမ်နှင်းခဲ့သလဲရှင်ကျွန်တော်တို့ဒီဖြတ်ပိုးကိုနှိမ်နှင်းတာတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပင်ငယ်စဉ်မှာဖြစ်တဲ့ယောဂကြတော့ကျွန်တော်တို့တာမန်ထိတိစားတိလောက်နဲ့ကျွန်တော်တို့သုံးတယ်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဘယ်လိုအရွက်ဖြန်းအပင်အားကောင်းအောင်လို့အရွက်ဖြန်းဓာတ်မြေဩဇာဆေးရည်ကုမ္ပဏီတွေကရောင်းတဲ့ဆေးရည်တွေကိုသူတို့ညွှန်တဲ့အတိုင်းကျွန်တော်တို့ဖြန်းနေနောက်တစ်ခါကျွန်တော်တို့ဒီပိုးတကယ်ကြာလာပြီဆိုလို့ရှိရင်ပင်လုံးပြန်းနဲ့သုံးရမှာလားဒါမှမဟုတ်ထိတိစသည်နဲ့သုံးရမှာလားဒါတွေကိုတော့ကျွန်တော်တို့ကဒီဆေးရဲ့အညွှန်းမှာပါတဲ့အတိုင်းကြည့်ပြီးတော့ကျွန်တော်တို့ကဒီသုံးတာပေါ့နော်အဲ့လိုသုံးတဲ့အတွက်ကျွန်တော်တို့အခင်းတွေမှာဒီလိုမျိုးသူတို့အပေါ်ကနေညွှန်ကြားတဲ့အတိုင်းသူတို့ကုမ္ပဏီတွေကရောင်းတဲ့ဆေးညွှန်ဖတ်ပြီးတော့သုံးမယ်ဆိုရင်တော့ကျွန်တော်တောင်သူတွေအတွက်ကတော့ဘယ်လိုခေါ်မလဲတိတ်ပြီးခက်ခဲတော့မရှိပါဘူးဟုတ်ကဲ့ပါရှင်ဒီဆေးသုံးဆွဲတဲ့နေရာမှာရောဘယ်လိုဂရုတစိုက်သုံးဆွဲတင်သလဲရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီအခုကတော့နိုင်ငံတကာကနေပြီးတော့ကျွန်တော်တို့ဒီ GAB စနစ်နဲ့ကျင့်သုံးနေတဲ့အချိန်မှာကျွန်တော်တို့ကလည်းအတက်နိုင်ဆုံးကျွန်တော်တို့ဒီသင်တန်းတွေပို့ချတာတွေကိုသွားပြီးတော့လေ့လာပြီးတော့ကျွန်တော်တို့ဟလာ GAB နီးစနစ်နဲ့ကျွန်တော်တို့ဒီတောင်သူတွေအကုန်လုံးစိုက်နိုင်အောင်လို့ကျွန်တော်တို့ကနေပြီးတော့လဲဝါဒဖြန့်တယ် GAB ကဘယ်လိုစိုက်ရတယ်လဲတက်ကြံကဟလာဘယ်လိုလုပ်ရင်ဘယ်လိုကြောင့်ကြံတာလဲဒါတွေပေါ့နော်ဒါတွေအသေးစိတ်ကိုတော့အပေါ်ကနေပြီးတော့ကျွန်တော်သင်တန်းမှာလည်းရှင်းပြတာရှိပါတယ်အဲ့ဒါနည်းတော့ကျွန်တော်တို့တောင်သူတွေအတွက်တော့နည်းနည်းတော့ဒုက္ခရောက်တာပေါ့ဥမာဒီ GAB စနစ်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခင်းထဲမှာဟလာငှက်တောင်ဖြတ်ပြန်လို့မရဘူးအပေါ်ပါသွားလို့မရဘူးမစင်ဆွန်းလို့မရဘူးနောက်ဆုံးတလိပ်ခတ်လို့မရဘူးနောက်ကျမ်းမာရေးမကောင်းလို့ရှိရင်လည်းကျွန်တော်ဒီခင်းထဲကိုဝင်လို့မရဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ဒီလောက်ဒီအချက်တွေတော့မပြည့်စုံဝင်မဲ့အတက်နိုင်ဆုံးတော့ကျွန်တော်တို့ဟလာ GAB နီးစနစ်နဲ့ဖြစ်အောင်ဒီကျွန်တော်တို့ဒီတည်ကျွမ်းတဲ့ဆရာမတွေကလည်းပြောတယ်ကျွန်တော်တို့တောင်သူတွေကိုဘယ်လိုပို့ချလဲဆိုတော့ကျွန်တော်တို့နောက်ဆုံးမခူးစွတ်ခင်အရက်20 15ရက်အလိုမှာကျွန်တော်တို့ပိုးသက်ဆေးကိုအခင်းထဲကိုလုံးဝမသုံးဘူးသူကညွှန်ကြားထားပါတယ်ဒီအတိုင်းလဲကျွန်တော်တို့ကလည်းဒီအသီးတွေကိုဟလာသူတို့ညွှန်ကြားတဲ့အတိုင်းကျွန်တော်တို့ပိုးသက်ဆေးကိုအဲ့ဒီချိန်ကျကျွန်တော်တို့ဖြတ်တယ်ရှေ့မှာပဲကျွန်တော်တို့ကဒီခုနဆေးညွှန်တိုင်းလေးပဲကျွန်တော်တို့ကာကွယ်တယ်ခုနပြောလို့ပေါ့နော်မခူးစွတ်ခင်အရက်20အလိုမှာတော့ကျွန်တော်တို့အခင်းတွေကိုပိုးရှင်းအောင်တော့ကျွန်တော်တို့ကမဖြစ်တဲ့နည်းနဲ့ကာကွယ်ရတာပေါ့ဒါမှလည်းကျွန်တော်တို့တောင်သူတွေကထွက်တဲ့ပဲကဓာတ်ကြွတက်ကြံမရှိဘူးဆိုရင်ကျွန်တော်တို့ဈေးနှုန်းကောင်းကျွန်တော်တို့ရမယ်
ဟုတ်ကဲ့အခုအနေနဲ့တောင်သူတွေကိုဘယ်လိုအကြံပြုစကားပြောချင်ပါသေးတယ်လဲရှင်ဟုတ်ကဲ့ကျွန်တော်ကတော့တောင်သူအချင်းချင်းဘယ်လိုခေါ်မလဲဆရာလောက်တာတော့မဟုတ်ဘူးပေါ့နော်အကြံပြုတာပေါ့ဟိုဖြစ်လဲဖြစ်စေခြင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တောင်သူလယ်သမား80%လောက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီရာခင်းနေရာထွက်တဲ့လေယာထွက်ကုန်ပစ္စည်းနဲ့ပဲအတန်မိုးဝဲကြောင်ပြုတ်နေကြတာဆိုတော့ကျွန်တော်တို့ကအခုနိုင်ငံတကာကလည်းဟလာတက်ကြွတက်ကြံနေတဲ့ပဲတွေဟလာ GAP စနစ်နဲ့စိုက်တဲ့ပဲတွေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတုန်းကဆိုအိန္ဒိယပဲဝယ်တယ်တရုတ်ကပဲဝယ်တယ်အခုဆိုလို့ရှိရင်ဟလာတက်ကြွတက်ကြံမရှိတဲ့ကျွန်တော်တို့ပဲတွေကို EU အထိကျွန်တော်တို့ပို့နိုင်အောင်ကြိုးစားနေတဲ့အချိန်မှာကျွန်တော်တို့ကတောင်သူတွေအနေနဲ့လည်းဟလာ EU ပို့နိုင်တဲ့ရေသွေးကောင်းမွန်တဲ့ဟလာပဲဒီစိမ်းဖြစ်အောင်ကျွန်တော်တောင်သူတွေအနေနဲ့စေးသုံးနာရဲဟလာဒီခုန GAP စနစ်ဖြစ်ဖို့အတွက်အတတ်နိုင်ဆုံးရှောင်းရန်ဆောင်ရန်တွေကိုတတိပြုပြီးတော့ဟလာမိမိတို့ပဲဒီစိမ်းတွေကိုအထွက်တိုးအောင်ကြိုးစားပါဒါမှလည်းကျွန်တော်တို့တောင်သူတွေကဈေးကောင်းတဲ့ EU ပို့နိုင်တဲ့quality ကောင်းတဲ့ပဲထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တောင်သူတွေအတွက်ဟလာအခုပဲတင်းကို4000ကျော်ကနေပြီးတော့ပဲတင်းတွေကို9000ကျော်6000ကျော်9000ကျော်အထိရောင်းနိုင်တဲ့အဆင့်ရောက်အောင်ကြိုးစားကြပါလို့ကျွန်တော်တောင်သူတွေကိုတော့အကြံပြုချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အခုလိုဖြေကြားပေးတဲ့အတွက် AMI ကနေတောင်သူတွေရဲ့ကိုစားကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကလည်း AMI ကိုကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ပါရှင်ဟုတ်ကဲ့